ညူနင်းတွေဖုံးလွှမ်းနေတဲ့ဒီတော့အုပ်ကြီးထဲမှာအရာအလုံးဟာငိမ့်သက်ချင်းရဲ့အလားတရားနဲ့ပြည့်နေနေပါတယ် စမ်းကြောင်းသားကအေးမြတဲ့ရေတစ်ပေါက်ခါတမင်ပြိုရီရဲ့ထက်တော့ငိမ့်ချမ်းတဲ့နက်နက်ခင်းတစ်ခုပေါ့ ဒါပေမဲ့အမောင်ရိတ်ထဲမှာတော့တေချင်းတရားရဲ့မဲ့လုံးတွေကချောင်းမြောင်းလုံးနေပါနဲ့ တိတ်ဆိတ်တဲ့အချက်ပေးမှုအားအမေလိုက်ပွဲပြင်ဆင်မှုအတွက်ပြီးဆုံးတော့ပါပြီ ရုတ်တရက်လီထူတဲ့ကအန်ဒီရဲ့အနံ့ကိုတမင်လေးသတိပြုမိသွားတယ် စတင်လိုက်ပါပြီတားရဲရီရဲ့ရက်ဆက်တဲ့တိုက်ခိုက်မှုကို တမင်လေးအတွက်တော့အသက်ရှင်ဖို့ကလွဲပြီးတခြားရွေးချယ်စရာမရှိတော့ပါဘူး တပင်နေကြမှာအရှင်ပြင်းပြင်းနဲ့တည်ချင်းရှင်ချင်းအပြေးပြန်ခွေတစ်ခုခုမြင်နေရပါတယ် ဝမ်ဘလွေအုပ်ကလည်း join ကျင်တဲ့အမဲလိုက်သမားတွေပြီးတမင်လေးရဲ့ပြေးလန်းကြောင်းတွေကိုပိတ်ဆို့ထားပါတယ် တမင်လေးကလည်းမြေစာမျက်စာတွေလွင်စင်ထွန်းတဲ့အတီးပြီးအာမန်နဲ့ဝန်ပလွေအုပ်ကလည်းကျွမ်းကျင်တဲ့အမဲလိုက်သမားတွေပြီးလမ်းကြောင်းတွေကိုထပ်မံပိတ်ဆို့လာတယ်